အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့နော်မျှဝေမဲ့ပညာသင်ခန်းစာလေးကတော့နော်ပညာရှိသုခမိန်ဖြစ်စီတတ်တဲ့ရုပ်အကြောင်းကိုကျွန်တော်ကပြန်လည်မျှဝေမှာဖြစ်ပါတယ်ဒီရုပ်ဒီလင်္ကာလေးကိုနော်ရေးသားခဲ့တဲ့သူကဆရာကြီး14ဦးဘုံညာဖြစ်ပါတယ်နော်ဆရာကြီး14ဦးဘုံညာရဲ့လင်္ကာလေးကိုကျွန်တော်ကဒီမှာပြန်လည်မျှဝေပါမယ်ပညာရှိသုခမိန်ဖြစ်စီတတ်တဲ့ရုပ်မျိုးရုပ်လို့ခေါ်ဆိုပါတယ်နော်အဲ့တော့ပူတိဟစမ်းရဝင်ခန်းတိုင်တူရှိဒုက္ခမေမှန်စာတိကျမ်းစာတိမေတာလှကျင်ပေါ်မြောက်သားနဲ့မယားကောင်းပေါင်းရမည်သာဆိုတဲ့လင်္ကာလေးပဲဖြစ်ပါတယ်လင်္ကာလေးရဲ့အဓိပ္ပာယ်ဇာတာမှာတနင်္ဂနွေတနင်္လာအင်္ဂါနဲ့တောက်ကြတို့ဟာတရားစီထဲမှာအတူတူရှိနေပါကနော်အတူတူပူးရှင်ပြီးရှိနေလို့ရှိရင်တနင်္ဂနွေရဲ့တနင်္လာရဲ့အင်္ဂါရဲ့တောက်ကြရဲ့တရားစီထဲမှာပူးရှင်ပြီးရှိလို့ရှိရင်ဒါကနော်ကျမ်းတက်အကျော်ပညာရှိအမော်ဖြစ်တတ်ပါတယ်ဆိုတာကိုဆရာကြီးကနော်လင်္ကာလေးနဲ့ဖွဲ့တည်ပေးခဲ့တာဖြစ်ပါတယ်တေးတက်လေးနဲ့ဖွဲ့တည်ခဲ့တာဖြစ်ပါတယ်နော်ကျမ်းတက်အကျော်ပညာရှိအမော်ဖြစ်ုံနဲ့မကဘူးနော်သားကောင်းသမီးကောင်းတွေထုံးကားတတ်တယ်မယားကောင်းနဲ့ပေါက်ဖက်ခွင့်ကြုံဆုံရတဲ့ဇာတာလို့ဆရာကြီးကအကျုံးဆိုခဲ့ပါသေးတယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲညီကုန်းချို့ပါကျွန်တော်ဒီဘိန်လက္ခဏာမေးမြန်းဆက်သွယ်လို့ဘောကဖုန်းနံပါတ်09941696ရှိသူဆက်သွယ်လို့၎င်းသို့မဟုတ်ကျွန်တော်ရဲ့ TikTok အကောင့် Messenger မှာဆင်းဖြစ်စေသို့မဟုတ်ကျွန်တော်ရဲ့ Facebook အကောင့် Messenger မှာဆင်းဖြစ်စေဆက်သွယ်ပြီးတော့၎င်းဘိန်လက္ခဏာမေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျာကျွန်တော်တော့ဦးကျော်စိုးလေးမှဖြစ်ပါတယ်ခွန်ရသားမျိုးကျွန်တော်ရဲ့မိတ်ဆွေများလုံးကိုစိတ်နဲ့ပြချမ်းမချမ်းသာရင်ရှိကြပါစေ။ကောင်းကျိုးလူရဆန္ဒတလုံးလုံးဝပြည့်စုံကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲနေကုန်းချို့ရပါတယ်။နောက်ဗီဒီယိုများမှာပြန်လဲစုံစည်းကြပါမယ်ခင်ဗျာ။ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိရပါတယ်ခင်ဗျာ။